โอเคဒီနေ့ပြောချင်တဲ့အကြောင်းအရာပေါ့နော်ဟိုသာလူတွေတော်တော်များများမသိကြတဲ့အော်တိုဆိုဝဲတုံးပြီးတော့စီရောင်ကြတာပေါ့နော်အဲ့ဒါတွေကိုပြောပြချင်တာပါဒါတော့ဟိုခုလက်ရှိကြော့စော့ထားတာပေါ့နော်အဲ့ဒါအော်တိုတုံးပြီးတော့စော့ထားတာပါဟုတ်ပါတယ်အော်တိုစော့ရဲ့ဆိုဝဲရှိတယ်ပေါ့နော်အခုလည်းထွက်နေပြီအဲ့ဒါတောင်းပြီးတော့တကယ်လို့ပေါ်တာတို့အနေနဲ့စမ်းချင်နေဆိုရင်စမ်းလို့ရပါတယ်ဒါတော့ကျွန်တော်စမ်းပြထားတာပေါ့နော်ဒါအော်တိုပေါ့နော်အော်တိုဆိုဝဲရဒီလိုမျိုးလိုက်ချပေးထားတာပေါ့နော်ဥပမာပစ္စည်းတွေကိုနံပါတ်အဲ့နံပါတ်တွေပစ္စည်းတွေရှိတဲ့နေရာကိုအဲ့နံပါတ်နဲ့ချထားရတာပေါ့နော်အဲ့ဒါမှဟိုအော်တိုနေလိုက်တဲ့အခါမှာသူ့ဘာသူစီးရရောင်းသွားတာဒါကိုတုံးပြီးတော့လူတော်တော်များများဟိုစားထင်းမီနေလွယ်မှာကြတာပေါ့နော်အဲ့ဒါကိုတုံးပြီးတော့ဒီကောင်ကိုဈေးမြင့်မြင့်ရောင်းပြီးတော့တော့ပိုက်ဆံမြင့်မြင့်ရပြီးတော့ဟိုစကင်မြင့်မြင့်ယူချင်တာပေါ့နော်ဒါတွေကတကယ်ကြတော့အဲ့ဒါတွေကအတွေးနည်းနည်းမားတာလို့ပြောလို့ရတယ်ဘာလို့အတွေးမားတယ်လို့ပြောရမလဲဆိုရင်တော့ဟိုဒီလိုဈေးရောက်လိုက်တယ်ဗျာဒီမှာအော်တိုအနေနဲ့ဘာမှလုပ်ကြမလို့ဟုတ်သူကသူဈေးရောက်တယ်ဒါပေမဲ့ပေးတာတော့ကိုယ့်လက်နဲ့ပေးရအောင်နော်သူတို့မာတဲ့ဥစ္စာကိုပြည့်သွားပြီဆိုရင်ကိုကလက်နဲ့ဒီလိုလေးလိုက်ပေးရပဲပေါ့နော်သူတို့ဘာမာလဲဆိုတာအဲ့ဒါဒီမှာဈေးရောက်ပြီးတဲ့ခါကျရင်တွေ့လာဆန်ယူတယ်30ပဲရတယ်လားအဲ့ပိုက်ဆန်စီဒီမှာဒီပိုက်ဆန်30ပဲရတယ်အဲ့ဒါအော်တိုနဲ့တုံးပြီးတော့ဟိုစားဘူးနော်အော်တိုဈေးရောက်တာဒါအော်တိုမပါတဲ့စနဲ့ဒါလည်းအော်တိုနဲ့ပိုက်ဆန်ဥစားပြောရပိုက်ဆန်ကနေတယ်ဗျအော်တိုနဲ့ဈေးရောက်ဒီမှာကြည့်ပါအော်တိုနဲ့ဈေးရောက်မယ်ခုန30ပဲရတယ်နော်ပိုက်ဆန်အမှန်မှာတော့အဲ့ပိုက်ဆန်နဲ့ပဲဥစားရတာဗျမမအဲ့အော်တိုနဲ့ပဲစကင်လဲဟိုအဲ့ပိုက်ဆံနဲ့ပဲစကင်လဲရတာပေါ့နော်ကျန်တာကတော့လဲလို့မရဘူးကျန်တာကမြင့်တာပေါ့နော်ဒီစားတောင်းကုန်တွေမြင့်တာအမကြီးအော်တိုကတစ်ခါပဲရတာနော်ဈေးရောင်းဒါကြတော့လောကကိုအော်တိုမပါဘူးလဲနေရောင်းတာပေါ့နော်ဈေးရောင်းနေပါဒါတွေရတာဒီကောင်တွေကဈေးရောင်းရတာတော့ဥစားပေါ့ဗျာပြင်းဖို့တော့ကောင်းတယ်ဒါပေမဲ့ဒီကောကိုတရက်ကိုတစ်ချိန်ပဲဆိုပါဘာလို့ဆိုတော့ဒီကောကတရက်မှာတစ်ချိန်ပဲအဲ့စကင်တွေဝယ်လို့ရတယ်ပိုက်ဆံကိုတစ်ခါပဲပြီးလို့ပါခင်ဗျာအဲ့ဒါကြောင့်ဘာသာတို့အတွေးမမားပါနဲ့အမှပြီးသွားစီအောင်အမှကြည့်1500နော်အမှ1500အဲ့တစ်ချိန်ပဲရတယ်ဗျအဲ့1500တစ်ချိန်ကိုတစ်ချိန်ပဲရနောက်ထပ်ဈေးပြန်ရောက်ကြည့်ပါဟိုထက်ရအောင်မလားဆိုပြီးတော့ဗောနော်နောက်ထပ်ရောက်ကြည့်မယ်ပြီးသွားပြီလောကမရတော့တွေ့လားဟိုပိုက်ဆံလောကမရတော့ဘူးအဲ့ဒါကြောင့်ဘော်ဒါတို့အနေနဲ့အဲ့အော်တိုသုံးဖို့မတုံးပါနဲ့လို့တော့ပြောချင်တာဗောနော်ဒါကြတော့သုံးဝင်လာဆိုလို့ဒီကောင်ပဲရှိတယ်ဗျဒီမှာကြည့်အဲ့ကောင်နဲ့ပဲတကယ်လဲလို့ရမှာဗောနော်အဲ့ဒါအဲ့ကောင်ကဈေးရောင်းရင်တရက်ကိုတစ်ခါပဲရတယ်သူတို့ကအချိန်နဲ့တတ်မှတ်ပေးထားတာပေါ့နော်အဲ့ဒါကြောင့်ဘော်ဒါတို့အနေနဲ့အော်တိုစိုးဝဲမတုံးဘူးကျွန်တော်ကြံပြုတ်ချင်ပါတယ်ဘာလို့ဆိုတော့အော်တိုစိုးဝဲကိုတုံးတဲ့အခါကျရင်မို့တို့ကတကယ်လို့တိတ်သွားရင်သူတို့ကအကောက်ကိုဖမ်းပါတယ်100ရာခိုင်နှုန်းမှာ80ရာခိုင်နှုန်းလောက်ဖမ်းနိုင်ကြီးရှိတယ်အဲ့ဒါကြောင့်မို့ပါဒါကတော့ဟိုစားပေါ့နော်စီရောင်မြင်ပြအောင်လို့သူကပြီးတဲ့ဥစ္စာပါဒါတော့ဘာမှသုံးမလို့ဟိုသုံးဝင်တော့ဝင်ပါတယ်နော်ဂိတ်ထဲဝင်ရောက်မှပေါ်တာတော့စမ်းကြည့်လိုက်ပေါ့ပေါ်တာတော့တိတ်မှာပါအဲ့ဒါအကြောင်းတော့မပြောတော့ဘူးကဲနောက်ထပ်အဲ့ပိုက်ဆံကိုရှာလို့ရတဲ့အကြောင်းကြွထပ်ပြီးတော့ပြောပြပါမယ်ဒီကောင်များစုရင်တော့စကင်တွေများပေါ့နော်အဲ့ဂိတ်တစ်ခုလည်းပဲစော့ပြီးတော့ပိုက်ဆံရတာမဟုတ်ဘူးကျန်တဲ့နေရာတွေမှာရတယ်တော်တော်များလည်းသိကြပါတယ်မသိတဲ့သူတွေကတော့ပြောတာပဲကြည့်ပါနော်ဒါဒီကျွေးသီးတွေပေါ့နော်အဲ့ကျွေးသီးကို
စကင်နဲ့လဲမယ်တချို့သူတွေကမသိလို့အော်တိုသုံးပြီးတော့သူကပိုက်ဆံမြန်မြန်ရပြီးစကင်မြန်မြန်ယူချင်တဲ့သူတွေအများကြီးပေါ့နော်ဒါပေမဲ့အဲ့ဒါတော့အတွေးမှားတယ်ဗျခုပြပေးမယ်စကင်နဲ့ဥစားဘယ်မှာရလဲဆိုရင်တော့ခဏဒီနေရာမှာရမယ်နော်ဒီနေရာမှာဗျဒီနေရာမှာဒီရေကို login ဝင်နေပြီးတော့တပွဲစော်တဲ့အဲ့ဒါတွေပေါ့နော်အဲ့ stat တွေကိုလုတ်ပြီးအဲ့မှာသူတို့ပေးထားတဲ့ point တွေရပေါ့နော်အဲ့ point တွေကတကယ်လဲလို့ရတဲ့ point တွေပါအားကြောင့်မို့ PP ပန်းပန်းနဲ့ဂိတ်ကိုတနည်းလုံးထိုက်ဥစားပေါ့နော်အဲ့စီရောက်တဲ့ဥစားတရေကိုတနည်းကိုထိုက်စော့တရားမလို့ဘူးဗျပုံမှန်အဲ့ကဲဟိုဈေးရောက်တဲ့ဥစ္စာတရက်ကိုတစ်ခါပဲစော့ပါဘာလို့ဆိုတော့သူကတစ်ခါပဲပေးလို့ဖြစ်ပါတယ်ဒီလိုမှကြည့်ပါသူတို့ပေးထားတဲ့ stat တွေပေါ့အဲ့ဒါလေးလုတ်ပြီး point တွေရတယ်အများကြီးရပါဘောနော် point တွေကတော့အများကြီးရတယ်အဲ့ဒါတွေအကုန်လုံးတရက်ကိုတစ်ချိန်ပြီးတယ်ဗျအဲ့ဒါတွေအကုန်လုံးကအဲ့ကြောင့်အဲ့ဒါတွေလုံရင်းနဲ့ပိုက်ဆက်စုကအော်တိုသုံးပြီးတော့ပိုက်ဆက်မစုပါနဲ့အော်တိုသုံးရင်ဘာမှမရပါဘူးအော်တိုသုံးနေဆိုတော့ကိုယ်ကောက်ဘန်ခံရဖို့ပဲရှိပါတယ်သူတို့ကအချိန်နဲ့ပြီးထားတာဖြစ်ပါတယ်ဒီနေရာလေးမှာလည်းရှိပါလိမ့်မယ်ခဏဒီနေရာပေါ့နော်ဒီစကင်ယူတဲ့နေရာလေးမှာလည်းထပ်ပြီးနေပါတယ်ဒီမှာကြည့်50 90 90အဲ့ဒါဒီ point တွေဒီလိုလိုက်စုရတာပါ point တွေစုပြီးတော့စကင်လဲပေါ့နော်ဟိုအဲ့အော်တိုသုံးပြီးတော့စကင်လဲမယ်ဟိုစကင်လဲဖို့ကြံထားတဲ့ပေါ်တာတွေတွေ့တော့အာနာပါတယ်ဘာလို့လဲဆိုတော့အဲ့အော်တိုသုံးပြီးအော်တိုသုံးတဲ့အခါမှာဘာမှအသုံးမဝင်ဘူးဗျသူကတရေကိုဖတ်တစ်ချိန်ပဲရတာဆိုလေဒီရုပ်မှာတစ်ချိန်လေးရတာပါအဲ့ဒါအထိုက်ပြောတာပါခေါ်တာတော့မရဘူးကြည့်လိုက်ပါစောကြည့်ပေါ့နော်ဒီမှာကြည့်ဒီမှာစကင်လဲဖို့အတွက်ဟိုကတချို့သူတွေရတော့နော်ဟိုအများကြီးလိုအောင်ပါဗျဘာလို့ဆိုတော့ကိုက point တွေအများကြီးလဲရတာဆိုတော့ဒီမှာကြည့်ဒါကတော့ဘာမှသုံးပါကြည့်ပြောပြမယ်နော်အမှကြည့်ပြောရဲ့စောလို့ရတယ်လက်မဘယ်နှခုလဲကြံပြီးလဲဆိုမှ42ခုလောက်ရှိရတွေ့လားသူကအဲ့ဒါတရက်ကိုတစ်ကြိမ်ပဲစောလို့ပြဘိုးရာတို့လည်းကျုပ်လို့လိုက်လို့ပါမနင်းနာစရာဘူးပေါ့နော်အားကြောင့်ဘိုးရာတို့အော်တိုမတုံးဖို့အကြံပြုပါတယ်ဒီမှာကြည့်ဟိုလင်းလေဖို့အတွက်သူကရက်ကန်တန်နဲ့39ရက်တော့ရှိတာဗျာမကြည့်39ရက်ကြံရဗျာအဲ့ဒါကြောင့်အကြာကြီးစုလို့ရတယ်အကြာကြီးလေစိုးလို့ရသေးတယ်ပေါ့နော်တရက်ကို1500ပေးပါတယ်ဟိုခိတ်စောတဲ့ဥစ္စာပေါ့နော်အမှရှိဟိုဟာကြတော့12လပိုင်း19ရက်နေ့လားမသိဘူးအဲ့ဒါအဲ့နေကြမှာလာမယ်ပေါ့နော်ဘယ်ရက်လဲတော့မသိဘူးနော်အဲ့ဒါဆိုရင်လဲလို့ရပြီ point 9000နဲ့ပေါ့နော်9000နဲ့လား9000နဲ့အဲ့ဒါနဲ့လဲလို့ရမှာဖြစ်ပါတယ်ကျွားတော့မနက်ဖက်ဆိုရပြီပေါ့နော်ကျွားတော့မနက်ဖက်ဆိုလဲလို့ရပြီကဲအားလုံးပဲကျေးဇူးတင်ပါတယ်ဟိုလာတို့အနေနဲ့လဲကြိုပြောပြတာလေးတွေကိုကြိုက်နေတဲ့ဆိုရင်တော့ကြိုရဲ